ဒီတထေးကိုဘာတထေးများအောင်းမနေကြတယ်မသိပါဘူးဘာတထေးရမယ်နာဘူးတထေးနော်နာဘူးတထေးပြောရင်နေရာအရေးကြီးတယ်နေရာအရေးကြီးတယ်နဲ့ရှိတယ်မြနေရာတွေသူပဲအမှကြက်ရက်တယ်လို့ရဲပြီးတော့ကနေသားမှာကြက်ရက်တယ်လို့ရဲပြီးတော့အဲ့လိုယူနေတာတထေးနာဘူးတထေးပြီးတော့နာကိုတောင်နေဆောက်နော်နာဟဲ့ဟာဒါဟာဒါဒီအဲ့ဆိုတော့ထားလိုက်မင်းဘသူအကြောင်းပြောတာမင်းဘသူအကြောင်းပြောတာလဲဟမ်ငါတတ်နိုင်လို့နာကိုတောင်မဲဆောက်နာကိုနေတာပဲဆောက်မင်းအပူပါမင်းအပူပါလားမပါပါမင်းကငါတရားပါဆိုရင်လေနာဆိုင်ုံမှာထောင်မဲ့ကောင်ပြောဘသူအကြောင်းပြောတာပြောဝင်လေပြောမသိပါဘူးတထေးဟိုလေဒီရက်ပိုင်းတော့သူ့ပါဇက်ကအဲ့လိုပဲပြောနေရပါပဲတထေးဟိုတထေးတော့တထေးပါပဲတထေးဟိုဘယ်တထေးကိုပြောနေတော့မသိပါဘူးလေငါကြောင်ပြောတာမလားပြောမဟုတ်ဘူးငါကြောင်ပြောတာမလားတထေးကြောင်ကျွန်တော်ပြောတာမဟုတ်ဘူးဟိုတထေးဟိုတလီဟိုအေဗရာမိုဘစ်ဘာဖြစ်လဲအေဗရာမိုဘစ်လေဟိုချက်စီတထေးဘာဖြစ်လဲသူ့အကြောင်းကိုပြောနေတာချက်စီတထေးရလေဟိုတလောကသူ့ကောင်မလေးကိုမွေးနေ့လက်ဆောင်ဆိုပြီးတော့လောက်ပါလေဟိုကျွန်တော်မိခွဲဝယ်ပေးတဲ့ကိစ္စအဲ့ဒါကိုကျွန်တော်ပြောတာနှမျောလုံးလို့ပြောတာတထေးရမင်းကကြောင်ပြောတာမဟုတ်ဘူးဟာကတ်အေးမင်းအပြစ်တူလေပြီးမှမင်းတို့ကလည်းရှင်းမယ်ဟာမင်းချက်စီတထေးရမင်းဘွားကြီးတစ်ခုလုံးကဲတင်သွားလိုက်တယ်လို့မှတ်တာအေးလာဦးလိုက်ခဲ့ရေးကြည့်တယ်မင်းလည်းကပြောပြရှိတယ်လာအကိုကြီးဟိုတယ်ရဲ့မန်နေဂျာစုပ်နော်ခမမန်နေဂျာချုပ်ငမော့တဲ့ဟဲ့နော်ဒါသူ့ရဲ့အောက်ကဝေးလွင်းတထေးဘာအောက်ကဟောငါသိပါတယ်ယာရုကိုပြောတာပါဟဲ့မနေ့မှရောက်လာမယ်ဆိုတငယ်ချင်းတွေအတွက်အခန်းလေးဆင်ပြေစေချင်လို့ပါလီဆူဆူရဲ့ဒါလေးများမလို့ရွှေသေးပါမိုင်းနာပါပါလေဇူဇူရဲ့မွေးနေ့ပွဲကိုမွေးနေ့လေးဆောင်ပြကျင်းပပေးမယ်ကိုကျေးဇူးအများကြီးတင်ပါတယ်မလီဆူဆူရဲ့ရွှေသေးကဒါလေးမိုင်းနာတွေပါအစ်စေးပါကဲဇူလီပင်မလာပြီးခီးသွားတာအနားယူလိုက်ဦးနော်ဝေးလွင်ရှင်ငါဟိုတယ်မှာအကောင်းဆုံးခါမှာစီစဉ်ပေးလိုက်နော်ဟုတ်ကဲ့ပါတထေးမင်းပြလိုက်ပါလေမင်းကိုပြောတာရှိသေးတယ်ခမရအခုငါပြောတာတွေငါစီစဉ်တာတွေအလုံးလို့သဘောပေါက်တယ်နော်ပေါက်ပါတယ်တတိအေးဒီတဲ့ပို့ပြီးအရေးကြီးတဲ့အချက်တစ်ချက်ငါပြောပြမယ်ပန်ကြရင်ဒီဟိုတယ်ကိုငါတားလေးလာလိမ့်ဟုတ်မင်းဘယ်လိုစီစဉ်ရမယ်ဆိုပြီးသဘောပေါက်ဟာတတိဟိုတယ်ကိစ္စတွေကလည်းလုံးအောင်မယ်ဟိုပြီးတော့မွေးနေ့ပွဲအတွက်လည်းစီစဉ်ရအောင်မယ်တတိရဲ့ခလေးကိုလည်းထိန်းရအောင်မယ်တိတ်ဆကွာတိတ်ဆဘာမင်းတော့ပြန်ပြောနေတာလားဒါနေရာတော့စီစဉ်နေတာမင်းတော့ခိုင်းလိုက်ရင်လေစင်ကြီးတွေဆေးလက်တွေတိုင်းပဲဟမ်ဘယ်နေရာသွားအားကိုရမလဲမင်းဘယ်နေရာသွားအားကိုရမှာတော့မလုပ်နဲ့ကွာမလုပ်နဲ့မင်းဘာမှမလုပ်နဲ့ငါပဲလုပ်မယ်သွားမင်းဒီဟိုတယ်ထွက်သွားလိုက်တော့ကွာသွားဒီလေမောင်ကန်ကောင်းလေဝက်ကန်ကိုကျေးဇူးရပါတယ်ဒီမှာတဲတာညီလေးရလဲကွာဒါအကိုနေဟာအကိုဟိုတယ်လေညီလေးရညီလေးဒီကိုဆက်ပဲရောက်တာညီလေးကန်ကောင်းသွားပြီနေရာမှန်သွားပြီဒါဆိုတော့ကျွန်တော်နေရာမှန်သွားပြီဗောဟိုကျွန်တော်ကဒါတော့ကျွန်တော်တကယ်ချင်းလေကိုမော့တယ်ကျွန်တော်သူ့စီလာလဲတာသဘောပေါက်သွားပြီအကိုကြီးအကြီးကိုသဘောပေါက်သွားပြီဒီဟိုတယ်ကြီးပါအကိုနေရာကြီးပါညီလေးကြက်သလိုနေငမောနဲ့တင်လို့လည်းရတယ်ဟုတ်ပြီမဟုတ်ဘူးလေတထေးကျွန်တော်ကဒီဟိုတယ်ကထွက်ရမယ်ဆိုတော်ညံ့နေကောင်အုံတော့ကိုမရှိတော်ညံ့တာပဲသဘောကိုမပေါက်ဘူးဒီပါဟောရညီလေးမောက်ကောင်ကောင်းနဲ့ပတ်တယ်မင်းကိုလေနေရာအကြီးငါပေးလိုက်ပြီသဘောပေါက်စမ်းပါသဘော